နော်ဆရာမင်္ဂလာပါဆရာမင်္ဂလာပါဗျာဆရာကိုကျွန်တော်ဟိုပေါ့မှတ်တရလည်းကြည့်အောင်နောက်တစ်ချက်ကဆရာကိုပူဇော်နေတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဆရာကိုပြောတယ်ကျွန်တော်တက်ထားတဲ့ပညာလေးနဲ့ကျွန်တော်လာပြီးတော့ဘာလို့ပြလာပါဆရာရဲ့ဟုတ်ကဲ့ခင်ဗျာနော်ကျေးဇူးတင်ပါတယ်ဒီကြားထဲမှာဟိုပို့ပြီးတော့ဝမ်းသာစရာကောင်းတာဟိုဆရာဦးတင်ဝင်းမှာရောက်နေတာဟုတ်ဆရာလည်းပကြီးလဲဆွဲတယ်ဓာတ်ပုံပညာရှင်လည်းဖြစ်တယ်ပညာရှင်ကြောက်နော်ပညာရှင်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဝိုင်းလို့တော့တအားဖြစ်သွားတာပေါ့ဆရာရဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဝမ်းသာတာကဟုတ်ကဲ့ကျွန်တော်ကလည်းကြိုက်လက်ကဟုတ်ဆရာလည်းကြိုက်လက်တာစစ်စစ်ဟုတ်ကဲ့ဆိုတော့ဆရာလည်းကျွန်တော်တန်ရုံးစင်ရှိတာလည်းပါတာပေါ့နော်ဒါနော်အဲ့တော့ဆရာအထူးသဖြင့်ပေါ်လို့ဆရာရဲ့ဆရာကျွန်တော်ဟိုတန်ရုံးစင်ရှိတယ်ဆိုတာလည်းကျွန်တော်သိပါတယ်ဟုတ်နော်ဘိုးတော်ကဆိုကျွန်တော်စီခဏတော့အဲ့တော့ကျွန်တော်သိကျင်တာလေးတစ်ခုရှိတာဟုတ်ဆရာမွေးဖွားတဲ့ကြိုက်လက်မွေးရနော်ဆရာဟုတ်ကဲ့ဆရာမှတ်မိသလောက်လေးပြောပြစမ်းပါဆရာကျွန်တော်ကတော့အဲ့လာမွေးပြီးတဲ့နောက်ပိုင်းတော့ဘလူနေမှမသိဘူးကျွန်တော်30ကျော်လောက်ကြာတော့ကြိုက်လာကိုကျွန်တော်ရောက်သွားတယ်ကျွန်တော်မွေးရတာဒီကျွန်တော်မွေးခဲ့တဲ့ဒီရှင်းနေဥပကောသူ့အိမ်ကမေးတော့ကျွန်တော်ရောက်သွားတယ်သူနဲ့လည်းတွေ့ခဲ့တယ်အဲ့ဒီချိန်တော့ပြီးတော့သူလည်းအားတင်မင်းဒီမှာမွေးတဲ့ဘလူပေါ့ကိုကြီးရဲ့သားလားဘာညာဆိုမေးပြီးတော့သူလည်းဝင်းနေတာလို့ဒီကွာမင်းနောက်အချိန်မေးလားဒါမင်းငါ့အိမ်မှာမင်းဟိုလေးဖြစ်သွားတာဒီရေကြီးအောင်ရောက်သွားပြီပေါ့သူလည်းအားတင်တာပေါ့ဆရာရဲ့နောက်တော့သူကရှိနေဆိုတော့သူလည်းတက်ကတည်းကတော့ကြီးလာပြီပေါ့ဒါတွေ့အိမ်မှာသူကလည်းမွေးတာခွေးတွေက၄-၅ကောင်လောက်ရှိတယ်အဲ့ဒါသူဇနီးသူလက်ညာနေအောင်လည်းခွေးတွေနေတာဒါပြီးတော့မရဘူးကျွန်တော်သူသားသမီးရင်းလို့သဘောထားပြီးတော့အကွာနဲ့ငါမှရေနေချန်နေမှာမန်းလေးတို့ဘာလို့ပါလဲမင်းဘယ်လိုဖြစ်ကျွန်တော်ဘာမှမလုပ်ချင်ဘူးအခုမှဝန်ထမ်းဘဝကိုကျွန်တော်စလုံးရှိနေတယ်အဲ့တော့ကျွန်တော်လူသားပြည်သူတွေနေကြတယ်ရောက်ပြီဟုတ်ကဲ့60နဲ့1962ခုနှစ်ဟိုဦးနေဝင်းတို့ဒရင်းလာတဲ့စပြီးတော့ထူထောင်တဲ့အချိန်ဒီဦးလာမယ်လို့ဘူမူလာမယ်ဟိုနေဒီတော့သူကဆရာဆောင်ပေါ့ဟောဆောင်ဆိုတဲ့ဟိုနေစာရေးဆရာကြီးသူလက်ထက်မှာတော့ဒရင်းလာတိုင်းမှာစထူထောင်ခဲ့တော့ဆက်တန်းနဲ့ဒရင်းလာတွေကိုဘယ်လိုလုပ်ရောက်တယ်ကျွန်တော်အရင်တော့ဘိုးပုံလေးတိုက်မှာပညာသင်ဖြစ်နေကျွန်တော်ဝင်လာပေါ့အဲ့ဒါလေးတော့ဒရင်းလာတိုင်းထူထောင်တော့မယ်ဆိုတော့ကျွန်တော်တို့ဘွားလည်းပကြီးကျောင်းဆင်းပြီးသားလေပကြီးဆရာလိုမယ်ဆိုတော့သူကကျွန်တော်အဲ့ဒီဘက်ကိုခေါ်လိုက်တာဘိုးပုံလေးတိုက်ကနေဒီတန်ကြားဝင်ပြီးဌာနပဲခေါ်လိုက်တော့ကျွန်တော်အဲ့ဒီရောက်သွားတယ်ဒရင်းလာတိုင်း73နှစ်လောက်ပူထမ်းတယ်ဒရင်းလာလောကစပြီးတော့ကျွန်တော်ထူထောင်လုံသားပြည်ကြီးကြီးပေါ့စိုက်ကြီးအဲ့ဒီထွက်တဲ့နှစ်အဲ့မှာလုံနေတယ်အဲ့ဒီအရာလေးတော့မှ90နဲ့3ခုနှစ်မှာကြာတော့ကျွန်တော်ကရှေ့သို့ဖော်ကိုရောက်တော့အဲ့တော့ဆရာဒီလိုလုံသားနေစဉ်သတင်းစာနေပြီးတော့ဟုတ်ကဲ့ရှေ့သို့ရောက်တဲ့အကြောင်းကျွန်တော်ပြောပါအောင်ရှေ့သို့ရောက်တဲ့အကြောင်းကတော့ရှေ့သို့မှာကျွန်တော်ရန်ကင်းကိုကျွေးဆိုဒီဆရာကြီးရတယ်အဲ့မှာရှေ့သို့ဖော်မှာစံကြားဝင်ကြီးတာဝန်ကဟုတ်တော့ကိုတငယ်ကြီးကကိုလည်းမိကျွန်တော်ရှိမှမိဆရာတယောက်လူတယ်ဒါကျွန်တော်တို့ပြောင်းมาလားအဲကျွန်တော်လုံသားပါလေလုံတောင်းมาလားကောင်းသားပဲဆိုကျွန်တော်အဲ့မှာအင်တာဗျူးသွားဝင်မဖြစ်တော့ကျွန်တော်ရောက်ရှေ့ဟောဟိုကကျွန်တော်ခန့်တော့လေ93မိနစ်အဲ့ကျွန်တော်အဲ့ရောက်သွားအဲ့ရနေတော့ကျွန်တော်ရှေ့လို့စားတော့မှာပဲတာဝန်ထမ်းဆောင်စံကြားရင်းနဲ့တောင်လေးဦးစီးဌာနဘုံတော့ဘူးတော့ပြန်ဆက်ဘုံတော့ပြန်ကြိုင်းနဲ့တောင်လေးဦးစီးဌာနအဲ့မှာကျွန်တော်ခုနှစ်လောက်ကျွန်တော်ဝန်ထမ်းဘဝ89နှစ်ကျတော့ကျွန်တော်ထွက်လိုက်လိုက်တဲ့အကြောင်းရတော့ကျွန်တော်အဲ့မှာအပူလိုပါတော့ကျွန်တော်လုပ်ငန်းတွေကကျွန်တော်စီဆက်ပြီးတော့အကြတော့ကျွန်တော်ဖျားရီလျှောက်တယ်နေလို့စင်းတော့ရတည်တဲ့ဘဘူးလုပ်ငန်းဆရာသမိုင်းမှာဘဘူးကကျန်သေးတာဘဘူးပါဟိုကျွန်တော်တို့မသိဘူးနော်အခုမှအတန်နေထွက်လာတယ်ပလတ်စတာအင်္ဂလိပ်ပလတ်စတာလေး
ဟုတ်လား အဲ့ဒီလုပ်ငန်းတွေကျွန်တော်ရှောက်လို့ အဲအဲ အဲကျွန်တော်နေဘိုးလေးကိုယူစား ဟုတ်လား ဘိုးလေးကဖျားကြီးသွားတဲတယ်နောက်တော့ဒီကျွန်တော်တို့ဟိုမုတ်ဦးတွေပေါ့ကိုညံကုန်းအဘိုးလေးတစ်ဝိုက်ကဟိုကျွန်တော်တို့ဗာလဲမော်ကျွန်းလို့ပါလို့အဲကျွန်တော်အာဆရာကြီးကျွန်တော်တို့အိမ်မှာကျွန်တော်တို့အိမ်မှာဖျားတွေမှာခေါင်းတွေပြတ်တယ်လို့အဲ့ဒါလေးတွေပြင်းရင်းနဲ့ခေါင်းတွေသွားပလတ်စတာနဲ့ပလတ်စတာဘူးရုပ်တွေကိုပလတ်စတာသွားအဲ့ဒါပြန်ပြီးတော့လုပ်ပြီးပြုပြီးတော့ဆေးပဲချယ်ပြီးတော့အဲ့ဒီကြောမှာဆက်လေးနဲ့လာလာဖိတ်တယ် ဟောအဲအဲအဲ အဲ့တော့ကျွန်တော်အဲ့ဒီကြောမှာမျောပြီးတော့မပုတ်ဆရာဖြစ်တယ် ဩ ဒီကတော့အများအားလေးကျင်ရေးနေပြီ ဟုတ် နော် ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဘာလို့ဒီဘူးចောင်းစင်းဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ ចောင်းစင်းဆိုတော့ကိုယ်ကလည်းဘဘူးကလည်းဝါသနာပါတယ်ဘဘူးကလည်းပကြီးတက်ဘဘူးကတိတ်တော့မခက်ဘူး ဟုတ်ကဲ့ဟုတ်ကဲ့ အခါဒီ form တွေကိုသူကနားလေတယ် outline တွေ drawing တွေနားလေဘဘူးလုပ်ရ ဒါဟိုဒီမှာအနတ်တမီလည်းတင် အကုန်ကျွန်တော်သင်ခဲ့ရတာဟောပကြီးဆရာကြီးပြောချင်တာဘဘူးလုပ်ရင်လွယ်တယ်ပကြီးဆရာကြီး ဟုတ်ကဲ့ ဟဲ့ဘဘူးသမားကြတော့သူ့ဘဘူးဒီနာနဲ့သူကတော့ဘဘူးတက်တက်ဆိုကောင်းရင်ကောင်းဘူးကျွန်တော်ကြတော့အခြေခံဘကြီးကိုဥစားပြီးတော့လုပ်ခဲ့ရတော့ဒီဘက်ကတော့ကျွမ်းကျင်ဖြစ်သွားတယ်ဘဘူးကြတော့လေလိုရင်းကိုင်းနဲ့တက်သွားတော့ဆရာ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့မခက်ပါဘူး ဟုတ်ကဲ့ portrait တပုံဆိုလို့ရှိရင်တရထနဲ့အပြီးချုပ် ဟော short plaster ပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ အဲဟိုကျွန်တော်တို့ဝင်ပေါ့3ပေပေါ့ ဟုတ်ကဲ့ 3ပေ2ပေဝက်ပတ်တယ်ထိုင်ပုံပေါ့ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ အဲ့ဘက်ကဆိုတော့နတ်ရုပ်ဒီတော့အဘဘူးနဲ့ပုံတော်တွေပေါ့ဟုတ်နေဒီအဲ့ อ๋อ အဲ့ဒီချိန်တော့ဘုရားပြောဖို့ကောင်းပါ ဟုတ်ကဲ့ဟုတ်ကဲ့ တယ်ဘုရားကြတော့သူကဟို plaster အင်္ဂလိပ် short လာတော့အဖို့ပညာဟုတ် ဟုတ်ကဲ့ ဖို့ရတာ ဟုတ်ကဲ့ဟုတ်ကဲ့ ဒီကြတော့ကျွန်တော်တို့အပြားပေါ်မှာဖောင်းတက်လာအောင်လုံးတက်အောင်ကြွထွက်လာအောင်ကြီးရတာဒီပညာတစ်မျိုးကတော့အဲ့ဒါတော့သူကခွာတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဒီကစီသေးတို့အခရိုင်လစ်တို့ဝါတာကလာတို့ဘာလို့ပေါ့ဒီကြတော့ ဟုတ်ကဲ့ သူကြတော့ရှုံတို့ပလတ်စတာတို့နော်အဲ့ဒါတွေကျွန်တော်ကန်ရတယ်ကျွန်တော်ခိကတော့ပေါ့ပလတ်စတာရုပ်တွေဒီဘက်ခေတ်ကျတော့ပြောင်းသွားပြီ ဟုတ်ကဲ့ဟုတ်ကဲ့ ဒီဘက်ခေတ်မှာကျတော့အဆင့်အရမ်းမြင့်သွားတယ် ဟုတ်ကဲ့ အဆင့်မြင့်သွားတဲ့အချိန်မှာကျကိုကဘဘူးဆက်မလုပ်တော့ဘူး ဟုတ်ကဲ့ ဘဘူးဆက်လုပ်နေလို့ရှိရင်နယ်ရီကနေတော့ငါထွက်လို့ရမှာမဟုတ်ဘူးပကြီးကိုလည်းငါဦးစားချိန်မရတော့ဘူးအလုပ်တွေဖြတ်ပြီးတော့ပြန်ကုန်ပြန်ပြီးအဲ့နေရနေပြီးတော့ ဟုတ်ကဲ့ ဘူရီကရောင်ပြန်ပြေးတာလေ။နောက်တော့ကိုဌာနကလည်းဒီတန်တိုင်းနဲ့ဗန်လူကြီးဌာနကျွန်တော်ညွှန်ကြားမှုချုပ်ကိုဆရာတွေကဟာမြင့်ဘာလို့နေရီသွားနေတာလဲ။ဒီမှာပြန်ဝင်ဆိုတော့အလုပ်ကိုပြင်ဆင်သွားတဲ့အထိနောက်တော့ပြင်ဆင်သွားတဲ့အထိတော့ကျွန်တော်ကမလုပ်တော့ဘူးပြင်ဆင်လည်းမယူတော့ နောက်တစ်ခါပြန်ဝင်လာ ပြန်ဝင်လာကျွန်တော်ပြန်ခတ်တာဟုတ် ဟုတ်လား ပြန်ခေါ်တာဟုတ်ကျွန်တော်ပြန်ကြားရရလဲဟိုပညာကောင်းကြီးဆရာကောင်းကြီးလိုတယ်လေ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ သူတို့ကလည်းကျွန်တော်ပြန်ကြားရေးဌာနဟိုကပြည်တော်ဝဲလို့ပါလို့ဆိုကျွန်တော်တို့အရန်လုပ်များတယ်။ကျွမ်းကျင်မှဒီလုပ်ငန်းတွေကပြီးအောင်ကျွန်တော်တို့လုပ်ပြီးလို့ရတယ်လေ။လုပ်ပြီးနိုင်တဲ့အတွေးခေါ်ရည်ချင်းရှိတော့လူကြီးတွေကလက်မလွတ်ချင် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ ။အဲကျွန်တော်ကလည်းမလုပ်ချင်တော့ဘူးဒီနန်းလုပ် ဟုတ်ကဲ့ ။ဒီလောကအလုပ်တွေကကိုယ့်ကြီးပုံပုံပုံလာထွက်မယ်နောက်တော့ဇွတ်ထွက်ရတယ်။ထွက်လို့သူခွင့်မပြုတော့အဲကျွန်တော်ဒီနေ့နိုင်ငံတော်ကိုနှစ်20လုံးလုံးတာဝန်ချမ်းဆောင်လာတဲ့ကျွန်တော်ရဲ့ရရှိတဲ့ကျိုးခံစားမှုလူပဲဆိုတော့ထွက်တယ်။ပြေးလို့ရတယ်တော့ကြည့်တော့ အဲ့လိုလားဩ လူကြီးတဲ့ဟိုမှာခေါ်တယ်ဟိုဆက်စီတယ်ဟိုအဲ့လိုဇွတ်ထွက်လိုက်တာ ချမ်းနေဆရာကျွန်တော်တခါတလေဆရာကျွန်တော်ပြောပြတာရှိတယ်လေ ဟုတ် ဟိုဒီကာလတွေမှာ ဟုတ်ကဲ့ မြန်မာနိုင်ငံကအဆုတွေပဲရခဲ့ဘူးတယ်လို့ကြားတယ် ဟုတ်ကဲ့ ဆရာလည်းပြောတယ်တော်တော်မေးမှပြောတယ်လေဆရာကလည်းကိုဘယ်လောက်တက်တယ်လည်းမပြောဘူးခက်တာ ဟုတ်ကဲ့ နော်ဟိုကိုဘလို့လေ့ကျင့်ခဲ့တယ်လေ့လာခဲ့တာလည်းမပြောတော့ကျွန်တော်တို့ကပဲကျွန်တော်တို့ကပဲစပြီးတော့ဟိုစတော့မှာပဲအဲ့တော့ကျွန်တော်အခုသိထားတာကဆရာကဟိုအကြီးနဲ့ပတ်သက်လို့ပေါ့နော်ဆရာဖြတ်တန်းလာတဲ့ကာလာလေးဒီမှာပေါ့နော် ဟုတ် ဟိုအတွေ့အကြုံရပေါ့ဆရာကြီးစုတွေပဲရခဲ့ဘူးလေလို့ကြားတယ် ဟုတ်ကဲ့ အဲ့ဒါတွေလွတ်ဆန်းအောင်ဆရာရဲ့ ကျွန်တော်ကတော့မကြည့်ဘူးကျောင်းက64ခုနှစ်ကျွန်တော်ဟာလာစင်းတဲ့အချိန်တော့မကြည့်ကျောင်းကဟိုကျောင်းသားတွေကျောင်းဆင်းမကြည့်ပြပွဲမှာစုကျွန်တော်တို့ရွေးချယ်တာဟုတ်ရွေးချယ်တော့
ကျွန်တော်ကစီသေးမှာတတိယဆုကျွန်တော်ရတယ်ဒီเจ้าနဲ့ဟိုကကျွန်တော်ရတယ်တတိယဆုကဘယ်နေရာလေးကျွန်တော်ရလဲဆိုတော့ဒီရှမ်းလန်းကျွန်တော်ကားမတ်တိုင်လေးမှာမကြီးပင်လေးရှိတယ်ဟိုတော့အဲ့မှာမှတ်တိုင်မှာပုံမိုးလေးနဲ့ရှမ်းလန်းကျွန်တော်အဲ့ဒီဥစ္စာလေးကိုကျွန်တော်ကသိရေးချင်တယ်ကားမတ်တိုင်ဆိုလူတွေကလည်းရှုပ်တော့ခက်တော့ခက်တယ်ဒါပေမဲ့ဒီခက်တော့ကိုအောက်တော့အရန်ရေးချင်တော့ကျွန်တော်ဒီမှာဒီဘက်ချမ်းကျွန်တော်ဒီကိုဓာတ်ကြီးပဲအချမ်းပေါ့အဲ့ဒီတောင်းအနေလို့ကျွန်တော်လှမ်းရေးတာလှမ်းရေးတဲ့ခါကျတော့3ရက်လောက်ရေးရတယ်14ဆက်ကြီးပုံပြတစ်ချက်ပုံမှာ fiber ပုံမှာနော်ဗျာ3ရက်လောက်ကျွန်တော်ဒီမှာစီလေးကျွန်တော်ရေးရတယ်စီလေးမှာကျွန်တော်အဲ့ဒီကားလေးစုရတယ်ဘယ်ဆရာပေးလဲဆိုတော့ဆရာကြီးဦးလွန်ကျွယ် 哦， ဆရာဦးလွန်ကျွယ်ကအဲ့တော့သူကဒီဘုတ်အကြောင်းမှာဒီပြဆရာပဲ 哦， ကျွန်တော်တို့ဆရာတွေဥသိမ်းဟန်နဲ့အတူတူပေါ့ဆရာဦးအန်တင်ကြီးလို့ဟောဆရာဦးမြတ်ကျော်လို့အဲ့ဒီနှစ်ကနော်အဲ့ဒီအချိန်မှာဆရာဦးလွန်ကျွယ်ကဒုတိယနှစ်ပြသူကဆရာစုပေးဝဲကြတော့ဆရာဦးလွန်ကျွယ်ကကျွန်တော်ကားလေးပါတတိယစုအဲ့ဒီအချိန်ကတော်တော်ပြောဖို့လည်းကောင်းတယ်ကိုလည်းဒီစုလို့ဘာလို့ထားမရဘူးလေတကြီးပိုင်းဒီကျောင်းသားဘွားတော့ထားတော့ကျောင်းသားဘွားဒီပကြီးဘုံကျောင်းတက်တာစုရဖို့ဆိုလို့ကျောင်းသားတွေရောက်ရာကျော်မှာကိုကတတိယနေရာချိန်တယ်ကိုကအခန်းလေးတဲ့ပကြီးပြပွဲလေးကြည့်ပြီးတော့ပြန်ထွက်သွားတော့တကယ်ကြီးနေဟာအေးကိုရဲနဲ့လာခင်ဗျားမှာခင်ဗျားစုရတယ်ဗျာဟာဟုတ်လို့လားဗျာခုနကပဲကျွန်တော်အဲ့ဒီခန်းကထွက်လာတယ်သွားကြည့်တော့တတိယစုဆိုဒီစိတ်ဝိုင်းလေးနဲ့ပကြီးကားလေးကိုစုချက်တာဟာကျွန်တော်ဝင်းနေတာပါတယ်ဘယ်မှာလို့ရတယ်စုဝင်းတဲ့တန်ခါကြီးညာဝင်းနေတာလို့သူတို့ကသူတို့ထင်တဲ့တန်ခါကြီးညာလည်းသူတို့မရလို့သူတို့ဟိုဘယ်လိုပြောသူတို့ထင်တာနဲ့မရတာလည်းလွဲကိုကတော့မထင်တဲ့လူကသွားရတော့ကိုကအားသိနေတာပါဆရာဒါလေးတစ်ချက်တော့ရန်ပြင်းမထန်တာပျော်ခဲ့ရတယ်အဲ့တော့အဲ့ရနေစပြီးတော့ကျွန်တော်တို့ဒီ93ခုနှစ်ကျွန်တော်ဒီနေ့ဟိုပြန်ကြိုက်ကျွန်တော်ရောက်တော့တိုင်ပွဲတွေရှိတယ်ဟိုတော့ဆရာဒီကျမ်းမာရေးပညာဌာနကဒီကျွန်တော်တို့ဒီနေ့ကဟာလာသူခေါင်းစဉ်နေတော့ဆရာပြန်ပွဲတွေအဲ့ဒီပြန်ပွဲတွေကြာရင်ကျွန်တော်ကပိုစတာပေါ့လက်မ30 20 30 size ကြီးပိုစတာကြီးတွေကျွန်တော်တို့ပြန်ရတာပြန်တော့အဲ့ဒီမှာလည်းအများနဲ့ကျွန်တော်ဆုရတယ်ခုလည်းတတိယဆုရတဲ့ခါရတယ်ပထမဆုရတဲ့ခါရတယ်ဒုတိယဆုရတဲ့ခါဒီထဲမှာပဲလဲနေဆုကတော့ချိတ်တာပဲသူကပြန်ပွဲဆိုလို့ရှိရင်ကဆုရအောင်ကြိုးစားမယ်ဆိုလို့ကျွန်တော်အဲ့လိုစိတ်ကိုမွေးတယ်ကျွန်တော်စိတ်ကိုနောက်တွေးခေါ်တယ်ဘယ်လောက်ထိတွေးခေါ်လဲဆိုတော့အင်္ဂါရဲသွားတော့ဆယ်ကလစ်ပါဆယ်ကလစ်ပေါ်မှာ idea ပေါက်ရင်ကျွန်တော်ကောက်ချက်တယ်အင်္ဂါတက်တယ်ကောက်ချရတဲ့ idea လေးတစ်ခုကျွန်တော်စုဆောင်းအိတ်ထဲထည့်တယ်နောက်သွားတဲ့နေရာစားတဲ့နေရာအဲ့ဒီနေရာလို့ပေါ့ idea လေးခေါင်းထဲမှာဒါလည်းကျွန်တော်တွေးဒီပေးတဲ့ခေါင်းစဉ်နဲ့ဆိုဒီလိုဆိုတော့ကိုက idea လေးထုတ်တယ်အဲ့ဒါလေးတော့ကျွန်တော်ပြေဆုံးပြီဆိုလို့ရှိရင်ကျွန်တော် compound လုပ်တယ် sketch ထုတ်လိုက်တော့ sketch ကတန်ဖိုးကဒါလေးကဒီနေရာမှာ display လုပ်မယ်ဟာဒီနေရာမှာဒါထည့်မယ်နောက်လုံရင်းနဲ့ကိုကပြည့်သွားတဲ့ခါပူစာကြီးရ20 30 size ပူစာလေးကျွန်တော်အဲ့ဒီပူစာကြီးတွေပြိုင်ပွဲတွေကြာလို့ရှိတယ်နေရဆူရတယ်နောက်ပြည်တော်လူနေတို့အလုသမားနေတို့ဒီကျွန်တော်တို့ဗာလဲဟိုအာဇာနည်နေတို့ဗာလို့ကျွန်တော်ပူစာကြီးတွေကျွန်တော်ကသတင်းစာစိုက်ကြီးတွေထုတ်တာကြီးတွေကျွန်တော်တို့20 30တမျက်နှာဆိုတော့သတင်းစာကြီးတွေထုတ်ကာဗာမျက်နှာဖုံးတွေပဲမှာလဲရေးအများအားရွေးခါကျွန်တော်တို့နဲ့ရေးတဲ့အချိန်တော့ဆိုလို့ရှိရင်ပေါ်ဦးသက်နောက်မစ္စတာဦးဟယ်ရီနောက်ဆရာဦးဘကြီးနောက်ဥပလုံလေးနောက်ပိုင်းကြတော့နောက်ပြီးတော့ဘီယာစိန်နောက်မင်းဆိုင်ချင်းလို့တခါလေးပါလာတယ်သူတို့နဲ့အပြန်ကိုကပူစာတွေဟိုရေးတော့အများနဲ့ပါတယ်ကျွန်တော်ရေးတယ်ရေးတော့ကိုကဟိုအဲ့လိုမှကိုနာမည်လေးကရဲမင်းဆိုကြော်ကြတာတော့ဖြစ်သေးဘူးငါရှေ့တော့မလုပ်ငါရှေ့တော့ရဲမင်းဆိုတော့ထည့်လိုက်မှာရှေ့တော့လေးထည့်哦，အဲ့ဒီရဲမဖြစ်သွားအဲ့ဒီစားတာရှေ့တော့ရဲစားတယ်နော်စားတဲ့ခါကျတော့ဆရာဟိုကိုကချိုးသားတာဟိုအဲ့ဒီချိန်တော့လည်းကိုကျောင်းသားဘွားလည်းဖြစ်တယ်နောက်ပြီးတော့ကိုကလည်းဟိုမကြီးဘူးရတက်ကြွနေတဲ့ချိန်ဆရာကောင်းနေလည်းကိုကပြင်ခဲ့ရတော့လေဟိုအများအားဒီအကြီးနဲ့ပတ်သက်တာကျွန်တော်မှဘယ်လိုလုပ်မလဲညီးမွေသွားတာတော့ပြင်းသွားတာတော့မရှိဘူးအများကျွန်တော်ပြောနေတာ
ကျွန်တော်လောက်ကလည်းဒါပဲလေပြောနေတာအဲ့ဒီချမ်းစားပဲကျွန်တော်ကျိုးစားနဲ့ပကြီးစုပေါင်းဒီဥခင်မျိုးတို့တက်တဲ့ဟိုဘာလို့လူချစ်စိတ်ဓာတ်တို့ရှင်သန်ထက်မြည်ကြီးတို့သူတို့ခေတ်ကြတော့လေဟိုပြန်ဝင်နေတာပဲဝင်တော့လဲစုလို့ရတာတကယ်ကြီးတော့ဘာလို့မင်းကစုတွေလှုပ်ရှားတဲ့ကြီးစရာပဲလုပ်ငန်းတွေတခြားထားတဲ့ခေါ်တာတော့မှကိုကဟိုရင်းကြီးမှုတို့ဘာလို့ဟိုရင်းကြီးမှုတက်လို့တို့ဘာလို့ဘာညာတွေဆရာဖြေဆိုမှုတွေတော့မှကျွန်တော်တကယ်ကြီးကမင်းမဖြေပါနဲ့ကွာမင်းဖြေမင်းမရတော့မင်းအစုတွေမလဲဘူးရတာငါတို့ကအလုံးမရှိဘူးဖြေဖြေတကယ်ကြီးဒီဆိုမြင်တော့ဘာလို့ကိုမဖြေဘူးဖြေတကယ်ကြီးတော့ကိုကသတင်းစာတိုက်မှာအေးဆေးသေးပဲကိုကဘာမှမပူပါဘူး အဲ့နဲ့ကျွန်တော် အဲ့လောက်ထိဆရာ ဖြတ်တယ်လို့ပြောမေးစရာလေးတစ်ခုရှိတယ် ဟုတ်ကဲ့ ဆရာအဲ့ဒီအချိန်တုန်းက ဟုတ်ကဲ့ ရေးတာတွေက realism ပဲလား ကျွန်တော် realism ပဲဒါပေမဲ့အဲ့ဒီတည်းကကျွန်တော်ကတီထွင်တာလေးတွေကိုကျွန်တော်မြန်လို့တယ် ဟုတ်ကဲ့ မြန်လို့တယ်ဆိုတော့ကျွန်တော်ကက်လောက်တွေအဲ့ဒီမှာလည်းအများကြီးကျွန်တော်ဟောပြတယ်တီထွင်မှုပကြီးလေးကိုမြန်လို့တယ်တီထွင်တာဆိုတော့သူတီထွင်မှုက realism ကနေ impression ပဲရှိတာ impression line လေးတွေဖြစ်အောင်ကိုကစူးစမ်းပြီးတော့ကိုရေးတာပေါ့ရေးလာတဲ့ကျွန်တော်ကဟိုဘယ်လိုပြောမလဲ realism တော့ realism တော့ကျွန်တော်ပါမျိုးကျွန်တော်ဒုတွေရေးတယ်ကျွန်တော်ဆရာကြီးတင်သွားတာတဘာဝကြီးက value ရှိတယ်ဒုရှိတယ်ကျွန်တော်ဒီဒုတွေပါတယ်ဟာလားဟိုဒီပကြီးကားမှာပါအောင်ကြီးဟာလားဟိုလည်းအောင်ကြီးဒုဆိုတာကျွန်တော်ကဘယ်လိုလေးဖြစ်မလဲနောက်တော့ဒီဒုကိုကျွန်တော်ကနားလည်ထားတာသိသွားတာစေးသား value ဒုကြီးတွေပါရင်ပကြီးကားကြွထွက်လာတယ်တဘာဝကြီးမှာလည်းဒုရှိတယ်ဟိုကဒီလိုမျိုးတွေးရကောဖြစ်နေစေးသားတွေများများနဲ့လူကြီးတာနော်အဲ့ဒီပုံမှာကိုကရင်းနဲ့ရလာရှိတာတွေ့လာတဲ့အခါကျဒီ line ကိုပဲကိုစူးစမ်းတာဒီနေ့ထိပဲ ဟော ဒီနေ့ထိပဲ ဒီလေးစီပဲ တော့ဒီ အဲ့ဒါလည်းပဲများတော့အခုကတော့ အောင်မြင်လာတော့ဆရာ အခုကတော့ဆရာကဒီစိတ်ကတော့ ဟုတ်ကဲ့ တတ်မှတ်ထားတာ impression တက်ဖြစ်သွားပြီတော့ ဟုတ်ကဲ့ ကြတော့ impression အထူးဖြစ်သွားပြီ ဟုတ်ကဲ့ နော် specialize ဖြစ်သွားပြီပေါ့ ဟုတ်ကဲ့ နော်အထူးပြောရမယ်ဆိုရင်တော့ဆရာကိုကျွန်တော်က congratulation လုပ်ချင်တာတခုရှိတယ်ကျွန်တော်တို့လူမျိုးကလုပ်တယ်ဆိုတော့ဒါတော့မသိတော့ဘူးပေါ့ဆရာရဲ့သို့တော့ကျွန်တော်ကျေနပ်လို့ကျွန်တော်လုပ်တာပါ ဟုတ်ကဲ့ အဲ့ဒါဘာဖြစ်လဲဆိုတော့ဆရာအခု impression ထဲမှာဝင်နေဆိုတာတော့မှ impression ဆိုတာတော့ကျွန်တော်တို့သိထားတာပေါ့နော်အတင်းအမှောင်နေတာပဲနော်သို့တော့မတူဘူးနော်ဟိုတယောက်နဲ့တယောက်နဲ့မတူကြဘူးနော်ဒီအတင်းအမှောင်နဲ့ပတ်သက်လို့ express လုပ်တဲ့ဟာတွေကြတော့မတူညီဘူး ဟုတ်ကဲ့ ဒါပေမဲ့ဆရာကြတော့ပြီးတဲ့ line တစ် line တွေ့သွားတယ်လို့ကျွန်တော်သတိထားမိတယ် ဟုတ်ကဲ့ နော်အများသောအားဖြင့်ကျွန်တော်တို့ကပကြီးရေးတဲ့အခါမှာပြောမှဆိုရင်ဆရာရဲ့ဟို stylization ပေါ့ ဟုတ်ကဲ့ နော်ဒီ stylization တစ်ခုရသွားတယ်လို့ကျွန်တော်ယူဆတယ် ဟုတ်ကဲ့ အဲ stylization ဟိုတစ်ခုရတယ်ဆိုတော့ဆရာရေးတဲ့ကားကိုကြည်တန်တဲ့ဒီဇိုင်းနဲ့ဒါဦးရဲ့မြင်ကားဆိုတော့ထင်ကနေသိတယ် ဟုတ်ကဲ့ အဲ့ဒီ stylization ရအောင်ဘယ်လိုဖြတ်တန်းလာလဲစိတ်ဝင်စားဖို့ကောင်းတယ် အဲ့ဒါတော့ဆရာပြောမယ်ဆိုလို့ရှိရင်ကျွန်တော် theory တွေပေါ့ကျွန်တော်ဆရာကြီးဦးသိန်းဟာကျွန်တော်ဆရာဥပညာရဲ့ generation ပြောတာတဘာဝကြီးမှာတဲ့အနုပညာမြောက်မှုအင်္ဂါ၅ချက်ရှိတယ်ဟောတဲ့နော်ဆရာပညာပိုင်းတော့ကျွန်တော် ဟုတ်ကဲ့ပြောပါ တစ်က drawing တစ်ကတုံးသုံးက color ဒီက texture ငါ workmanship နော်ဆရာ ဟုတ်ကဲ့ပါ ငါးချက်ကသူ့ရဲ့အဓိပ္ပာယ်ပြန်ပြန် drawing ဆိုတာဒီကောက်ကြောင်းပေါ့ဆရာကောက်ကြောင်းမှန်တုံးဆိုတာအနုရင်အလင်းပေါ့နော်ဆရာ ဟုတ်ကဲ့ နောက် color သဘာဝရဲ့အရာ texture ဆိုတာသဘာဝကြီးမှာဒုရှိတယ် ဟုတ်ကဲ့ပါ texture တွေပေါအောင်မင်းတို့ရင်းနေအောင်ကြိုးစား workmanship ဆိုတာဒီဥစ္စာတွေလုပ်ငန်းလုပ်ချက်တယ်စုပ်ချက်တွေနဲ့ဘယ်လိုရေးမလဲဒါဆိုလို့ရှိရင်ဓာတ်ချက်နဲ့ဘယ်လိုရေးမလဲဘယ်လိုမှု့မလဲဒီငါးချက်ကိုပိုင်ရမယ်မင်းပကြီးက artistic ဖြစ်ဒီကားကောင်းတကရပြီဆိုတော့ဆရာဦးသိန်းဟာကျွန်တော်တို့အမြဲကျွန်တော်ကဆရာဦးသိန်းဟာဒီပိုင်းသင်တန်း3နှစ်မှာတက်တယ်ဆရာကြီးညဘက်ကျူရှင်ပေးတဲ့အချိန်ကြတော့လေကျွန်တော်ဆက်တက်တယ်ဒီ3နှစ်ည3နှစ်ဆို6နှစ်ဆိုကိုဘယ်နည်းနဲ့မှနားရီဝါကျွန်တော်တို့ကဒီ theory တွေအဲ့ဒီဥစ္စာကိုကျွန်တော်ကြိုးစားဒီနေ့လည်းအဲ့ဒီဥစ္စာတွေပဲကျွန်တော်ကြိုးစားဒီချက်5ချက်ပါအောင်ကျွန်တော်ရေးတယ်
ခုနောက်ဆုံးတွေ့ချက်ကတော့နောက်ဆုံး final ကားတကားကိုလူတွေရဲ့ဆွဲဆောင်ချက်ပေါ့ impression ပေါ့နော်ဒီ impression စိတ်ထဲနှလုံးသားနဲ့ညှိသွားအောင်ဆိုကျွန်တော်ကလင်းလာရှိလို့ရှိရင်ရဲတင်းနေကျွန်တော်ကဒီခါစုံနေပဲဖြစ်ဖြစ်ဓာတ်နဲ့ပဲဖြစ်ဖြစ်လက်နဲ့ပဲဖြစ်ဖြစ်ပြီးအောင်လို့ကျွန်တော်ဖမ်းလိုက်တယ်ပြစုတစ်ချက်တည်းနဲ့ပြီးတော့ပြီးသွားတဲ့အခါကျတော့ဒီကျွန်တော်တို့ principal light ပေါ့အလင်းဆုံးထိမိဆုံးဟိုတကယ်တဲ့အောင်ဆုံးချက်တွေကိုပြီးအောင်ကျွန်တော်ဖမ်းတယ်အဲ့ဒါတော့ကျွန်တော်ဒီနေ့မကြီးစရာကြီးဘယ်လိုရေးတာလဲကျွန်တော်မသိဘူးကျွန်တော်ကတော့အဲ့ဒါလေးတွေပြီးအောင်ဖမ်းတယ်ကျွန်တော်ကားလေးကြည့်လိုက်အဲ့ jack လေးတွေကျွန်တော်ရဲတင်းနေကျွန်တော်လောက်ထားတော့ပြီးရဟုတ်ကဲ့အဲ့ဒါလည်းကျွန်တော်တွေးတုံတွေရတကယ်တဘာဝကြီးခုန theory တွေကျွန်တော်ကလာဟိုအလေးထားပြီးတော့သူတိုင်းသွားတဲ့အတွက်ဒါတွေကိုကျွန်တော်တွေ့ဟုတ်ကဲ့ပါဆရာအဲ့ဒါလည်းဆရာဖန်တီးတာမဟုတ်ဘူးဆရာနေချာမှာကြည့်လိုက်ရင်ဆရာအလင်းဆုံးချက်တွေရှိတယ်ဒါအောင်မကြည့်ဆရာမလုပ်ရဲဘူးမလုပ်ရဲဥစ္စာကိုလောကကောင်းမှမသိတဲ့ဆရာတွေလည်းရှိတယ်လောကကောင်းမှသိတဲ့ဆရာတွေလည်းအများကြီးရှိပါတယ်ဗကြီးကားတစ်ချက်ကျွန်တော်မြင်တော့အဲ့လိုလေးကျွန်တော်လှုပ်ပြီးတော့မကိုကားလေးကဘယ်လူတွေဒုတွေဟာလာ principal light တွေခုန jet ဒီအကုန်လုံးပြည့်စုံငါရေးတယ်ဆိုတဲ့ဥစ္စာလေးကိုပေါ်ပြချင်အဲ့ဒါတကယ်ပညာချက်ပါတော့ academy ကန်းပေါ့ဆရာဟုတ်ကဲ့ဟာလား academy ကန်း sport လေးတွေဟိုဖြစ်လို့ပေါ့ကျွန်တော်တို့ရုပ်ရှင်မှာဆိုရင်တော့ဆရာရုပ်ရှင်မှာဆိုရင်တော့ climax တွေပေါ့အဲ့ဒါလေးတွေနော်ရုပ်ရှင်ကျွန်တော်ဗကြီးမှာကြာတာဒီ jet ကလေး academy jet ကလေးတွေဟုတ်အဲ့ဒါကိုဆိုလိုချင်တာပါဟုတ်ကဲ့ဟုတ်ကဲ့ချို့ဗကြီးကားရဲ့ဗကြီးစာရေးတယ် flag တွေပဲ value method impression also final stroke final touching finishing အဲ့ဒါလေးတွေကတော့လိုအပ်တယ်ဟုတ်ကဲ့အဲ့ဒါလေးတွေပိုင်နေမှဆရာကားကောင်းထွက်ပါဒါပဲကျွန်တော်မြင်ပါဟုတ်ပါသူများတော့ကျွန်တော်မဆိုလို့ကျွန်တော်အမြင်ကတော့ကျွန်တော်အဲ့ဒါလေးတွေကျွန်တော်ကအမြဲတမ်းဖမ်းတယ်ဖမ်းစားတယ်ကျွန်တော်အဲ့ဒါလေးလေ့လာတယ်ဟုတ်ကဲ့ဆရာတဘာဝကြီးမှာလည်းရှိတယ်ဟုတ်ကဲ့အမောင်ထဲမှာလည်းရှိတယ်အလင်းထဲမှာလည်းရှိတယ်ဘောဒီကဘယ်လောက်ထိဒီကာလာနဲ့ပတ်သက်လဲအမောင်ထဲမှာလည်းအမောင်ရောင်တယ် flat တယောင်နဲ့မဟုတ်ဘူးအများကြီးပဲရောင်ဟိုခွဲလိုက်အမောင်ထဲမှာလည်းရောင်ပြီးချစ်စရာကောင်းတယ်ဟို complementary spectrum tone တွေအများကြီးရှိတယ်ဒါကြောင့်မလို့ Rembrandt တို့ဘာလို့ဆိုဟုတ်ကဲ့ဟုတ်ကဲ့အမောင်လေးကအကြောင်းမျိုးရှိတာရှိတယ်ဆရာနော်ရှိတယ်ဆရာဟုတ်တော့တဘာဝကြီးမှာတချို့ကြတော့ဒီဆရာတွေကဟို theory ရှိတာတို့မှောင်ခရမ်းတော့ဟိုအနက်ထိအနက်ကကီးဆုံးပဲလေလင်းသာရှိတဲ့ဖြူထိအမောင်ထဲမှာလည်းအလင်းကြီးရှိတယ်အမောင်နဲ့အလင်းနဲ့အလင်းဆုံးညာအလင်းနဲ့အလင်းဆုံးဆိုလို့ရှိရင်ဖြူကျွန်တော်တို့တွေ့ဘူးတာဒီတိုင်တင်းကြီးကတော့ဖြူတယ်လို့ကျွန်တော်တို့ကတွေ့ဘူးတာလေရင်နဲ့သွားတဲ့အခါလေရင်ကလှမ်းကြည့်လေတိမ်နေလေးနေတဲ့လင်းကဘာလင်းနဲ့မှမတူဘူးဒီလင်းမျိုးလည်းမရှိဘူးအဲ့ဒါကိုခံစားရတော့လင်းကအလင်းဆုံးထဲမှာဒီလိုလင်းတွေရှိပါတယ်ဒီလင်းတွေကလည်းဟဲ့ကြီးစားတွေဆက်လို့မရတဲ့လင်းတွေပါလားတဘာဝတဘာဝဆရာအဲ့ဒါတွေမြင်တော့မှလေငါအနားကြီးကျိုးရအောင်မယ်ဟုတ်ဟုတ်အဒိတ်ချာအော်ကျွန်တော်တို့ဟိုတရားသဘောနဲ့ပြောဆရာဦးတင်အမြဲတမ်းပြောတို့လူပညာတရားသဘောနဲ့တစ်ချက်တည်းပြောတာကိုတကယ်လုပ်တဲ့အခါကျတော့ဟိုတော့မသိဘူးပေါ့ဆရာကိုကြတော့ဟုတ်တယ်တစ်ချက်တည်းတရားတော့နည်းနည်းတကယ်ဟိုကြီးဖြစ်လာတယ်နည်းနည်းဟိုပြောပြလို့မရဘူးတကယ်ကြည့်မှဒီသဘောတရားတွေနေတာတွေမြင်ကျွန်တော်ပြောချင်တာဒီစားလေးတရားသဘောတူပဲတစ်ထပ်တည်းကျွန်တော်ဒီနေ့ပြောရဒါလေးတွေပါကျွန်တော်ထည့်ပြီး။ဘာဖြစ်လို့လဲဆိုအမှန်နဲ့နေတယ်လေ။ဒီများမမြင်တာတွေမြင်တယ်။ဒီများမသိတာတွေသိတယ်။ဘော။ဒီများဒီပုံရိပ်တွေကိုမစင်းစားတာတွေကိုစဉ်းစားတတ်တယ်ကျွန်တော်တို့ကြီးစရာအဲ့ဒါတွေပါ။ဘာဝတရားကြီးရဲ့ရှုပ်ဝဲချက်တွေပတ်ရှုပ်ဝဲချက်တွေပတ်တွေ့။ဆိုလိုချင်တာကတော့ကျွန်တော်တို့ကြီးနဲ့တရားသဘောနဲ့တစ်ထပ်တည်းဆိုတော့ကျွန်တော်ပြောချင်ပါတယ်။ဟုတ်။စကားဖြတ်ပြောနော်ဆရာကိုကျွန်တော်ဆက်စုကြည့်တဲ့အခါမှာဆရာပကြီးကားတွေကိုပိုလန်ကဝယ်သွားတယ်လို့ကြားဘူးလေဟုတ်ကဲ့နောက်တစ်ချက်ကပို့ပြီးတော့ဟိုနော်ဟိုထူးခြားတဲ့တစ်ချက်ကပိုလန်ပြတိုက်တစ်ခုမှာဆရာပကြီးကားတွေပြထားတယ်လို့လည်းကြားတယ်ဟုတ်ကဲ့ကော်လက်လောက်ထားတယ်လို့လည်းကြားတယ်
အဲ့ဒါလေးဆရာရဲ့ရှင်းပြလို့ရရင်ရှင်းပြပါဦးကျွန်တော် ပိုလန်ကဘလို့ဆက်ပြရလဲဆိုကျွန်တော်ဟိုကဘူဂျိုသေးကျွန်တော်ယူတာဘူဂျိုသေးမှာလည်းကိုကားတွေတော်များများလည်းဟိုနိုင်ငံသားတွေလာရင်အဲဒီဘူဂျိုသေးမှာဘလို့ကားတွေရောဟာဆရာဦးရဲ့မြင့်ကားတွေဦးရဲ့မြင့် impression ကိုဘူဂျိုနိုင်ငံကအရန်ကြိုက်တယ်အရန်ကြိုက်တယ်ကျွန်တော်နားထဲမှာအများကြီးရောက်တယ်သူတို့ကိုယ်တိုင်ကလည်းဒီကားတွေကအဲ့လိုရှိရင်ဆရာကျမတို့ဟာလား10ကားလောက်လုပ်ပြီးပါ15ကားလောက်လုပ်ပြီးပါအဲ့လိုမျိုးသူကညနာသူမှာကျွန်တော်ကိုယ့်အကိုထူးဆန်းတယ်ဟာငါအဲ့ဒါမျက်စိနှာခေါင်းပါးစပ်မပါဘဲနဲ့ရေးတဲ့ကားတွေဘာလို့လူတွေကြိုက်ကြတာလဲကျွန်တော်ပြောတယ်လေပြီးတော့ခါတော့ကျွန်တော်မျက်စိနှာခေါင်းပါးစပ်ကိုဘိုးတော့ကျွန်တော်ထည့်ရေးတယ်ရေးတဲ့ခါတော့ဒီ impression ဆိုတော့ပကြီးဝယ်တဲ့ဝယ်လက်ကသူပကြီးကားပြန်ပို့တယ်သူပကြီးကားတွေကိုမျက်စိနဲ့နှာခေါင်းတွေမတက်ပေးပါနဲ့ဆို flat ပြရတယ်လုံးလိုက်တယ်အဲ့မှာကျွန်တော်ကဘာဖြစ်သွားလဲငါမျက်စိနှာခေါင်းမတက်ပါးစပ်မတက်ရင်ငါပူတက်တာတော့ဘောဆိုဒီနဲ့ချက်တဲ့ဝိုက်လေးလို့ရတယ်အဲ့ဒီချိန်တော့ဖြစ်ပေါ်ဟုတ်ကဲ့ကျွန်တော်ကလည်းသိကောင်းတော့အဲ့တော့ပကြီးကမြင်မြင်ပူဆန်ပြီးတာပေါ့ဆရာအဲ့ဒါများများရေးပြစ်တာပေါ့အဲ့ဒါလေးတက်နေတော့လည်းမပြီးဘူးဟုတ်ကဲ့ဆရာဟုတ်တယ်သေးသေးလေးတွေကန်အောင်နှာခေါင်းလေးတွေဖော်ပေါ့ drink လေးတွေကဖမ်းနေအောင်ကြီးဆရာဆက်လာလေးချက်အဲ့ရစပြီးတော့ကျွန်တော်ပြင်းမြကားတွေမျက်စိနှာခေါင်းပါးစပ်မတက်နဲ့စပိန်တွေပါလေဆိုလို့ရှိရင်ကျွန်တော်ဘေးကိုတခါဘေးကိုပုံစံကြီးဖြစ်သွားတယ်တွန့်လိမ့်အဲ့ဒါကိုပဲကြိုက်တာဝိုင်းနေမကြိုက်ဘူးကွန်ပါနဲ့သွားဝိုင်းစပိန်တို့သွားဝိုင်းဆိုမကြိုက်ဘူးလက်နဲ့ပဲတစ်ချက်ပဲရှည်လုံးတို့ကတော့တဲ့တယ်သူတော့မကြိုက်ဘူးနည်းနည်းစောင်းပြီးပါဒီကားတကားကိုစောင်းလိုက်လို့ရှိရင်ဒါ impression ပဲအဲ့လောက်ထိကိုမှသူတို့ရဲ့အချီအဖြေတွေပြန်ထွက်တော့ဒါပေမဲ့ဒီနေ့တော့ကျွန်တော်တက်ကလည်းကြီးလာပြီဟလာငါလည်းဟိုတက်က80ကျော်ဖြစ်လာပြီဆိုတော့ငါလည်းမတည်ရင်မျက်စိလေးနှာခေါင်းလေးတွေပါလေးတွေချို့ကြိုက်တယ်လို့ကြိုက်မှာနည်းနည်းတက်ပြပေးတယ်သဘောတရားရိတ်ချီလေးတွေကိုထည့်ပေးတယ် impression စစ်မှကြတော့မထည့်ဘူးဒါလုံးဝဟိုတခါလေ white လုပ်လိုက်အဲ့ဒါလည်းကားပြန်ပြီးသွားတော့ကြည့်လိုက်တော့ကောင်းတာပဲဆရာအဲ့ဒါလေဟောဒါတော့ impression မှာဒီလိုပါလားကဘာကျော်ဆရာကြီးကားတွေချို့ကြည့်လိုက်တော့လေ impression မျက်လုံးနှာခေါင်းပါးစပ်မတက်တဲ့ကားတွေလည်းတွေ့တယ်ကောင်းတာပဲသူတို့ကားတွေကြည့်တော့ဒါကိုကဟိုဖုန်းတွေပါနဲ့မြင်ရတော့လေဟုတ်ကဲ့သူတို့လောက်ထားတဲ့လောက်ချက်တွေကိုလည်းကိုကပြီးပြီးတော့ကိုကတွေ့လို့ရတာပေါ့ဆရာဟုတ်ကဲ့ဒါကိုယ့်အကိုတချို့နည်းနည်းကြတော့လေနည်းနည်းပါပါတက်ပြီးတော့အခုဝါတာကလာတော့မှကျွန်တော်ရေးနဲ့ရေးမှများတာသဘောတရားလေးပဲပေါ့ရေးလေးရဲ့သဘောတရားအားလားရေးလေးကမှရေးအဆိုလုံးလို့ရှိလို့ရှိရင်ဒီကျွန်တော်တို့မျောသွားတာတို့မျောသွားတာတို့ဟာလားပြီးသွားတာတို့လေးတွေတွေ့တော့အချက်၃ချက်နဲ့ပဲပြီးသွားတယ်ကားလေးကကောင်းပြီပေါ့ကိုယ့်ကိုကောင်းတာပြောတာနော်ဒီပြင်ဆရာတွေတော့ကျွန်တော်လေးစားပါတယ်မပြောပါဘူးကိုတန်တာကိုကြီးတာကျွန်တော်အဲ့လိုလေးတွေရတာတွေ့ပြီးတော့လှေလေးတွေဆိုလဲစုံတဲ့တစ်ချက်ပဲဇက်ဆိုအားရေးတိုင်လေးထောင်လိုက်လှေပဲဒီပြီးကိုယ်နဲ့သူရှင်နေတာပဲနော်ဆိုလိုချင်တာတော့ပကြီးဆရာတွေကကိုခံစားချက်ပေါ်မှာကိုရေးကြပါရေးပါလွတ်လပ်ရေးပါလွတ်လပ်လည်းခံစားပါတိတ်ကိုကြီးလည်းမချုပ်ချယ်နဲ့ဆွဲလန်းနဲ့မထားနဲ့အသက်ကြီးလာရင်ဆရာဘာပဲဖြစ်ရိုင်းတာပဲအသက်ကြီးလာပကြီးကားရေးလဲအဖြောင့်ရေးလဲကိုကြီးတာပဲအဝိုင်းရေးလဲပိန်တာပဲလေးတော့ရေးလဲဟိုတောင်းတတိကံဖြစ်ရင်လည်းဖြစ်ပါပဲသဘောပြောတာစိတ်ဓာတ်မကြတယ်အမှုပညာသမားကကိုယ့်ရဲ့ခံစားမှုပေါ်ဘယ်နည်းနဲ့ပဲရေးဟုတ်လားဆရာကိုယ်ခံယူချက်ကိုယုံကြည်ပြည့်နေထားကိုယ်နဲ့လိုက်ရောညီတွေကိုယ့်ရဲ့တဘာတူတဲ့လူတွေကိုလိုတွေ့ကြုံနေရှိတဲ့လူတွေကကိုအားပေးပါပဲတခြားလူတွေလည်းပဲသူတို့မြင်လာဟိုနေ့ဖြစ်လာလို့ရှိရင်သူစင်မြင်လာလိုက်လို့သူကို line တွေလိုသူတို့လည်းရောက်လာပါပဲဒီပေါ်မှာဆရာတက်ကြီးရင်လည်းရောက်တာပဲအခုကျွန်တော်တို့ဆိုဖျားစီကြီးထီးလေးတွေပွားနေပြီးတော့ဟိုစိန်မှုလေးတွေလည်းဒီစုတ်တာဒီလိုတဲ့သွားလို့မရအောင်ကိုေးသွားတယ်ပေါ်ကြတော့နော်ဖြစ်ပုံကမျိုးလုံးတငယ်အားလည်းနည်းနည်းစောင်းကျင်သလိုပါတော့လက်ကလည်းနည်းနည်းတုံညွန်ဖြစ်လာဟုတ်ဖြောက်ရင်ဘာလုပ်လဲအာယုံလျှော့လိုက်တယ်ငါစိတ်အောင်လျှော့လိုက်လို့ရှိရင်ဒုရလည်းဖြစ်သွားပြီဆုပ်ကလေးနဲ့တိုးတော့ဇတ်ဆိုတစ်ချက်လေးထောက်လိုက်
6သွားတာပဲဒါလည်းကိုကခံရတယ်အဲ့တော့ဆိုလို့ချင်တာဒီစားတယောက်တိုင်းလိုက်တာ အဲ့နဲ့တကားပြတ်သွားမှာဆိုလို့ဆရာရဲ့ဟိုဟာလေအဲ့ပိုလန်ပြတဲ့ကအကြောင်းလေးဆက်ပါအောင် ပိုလန်ပြလိုက်ကတော့အဲ့ဒီကပိုလန်ကဆရာကြီးကဟိုတော့ကသူကျွန်တော်ကားတွေဟိုတဲ့သူပြောတယ်ဟိုသူရှိမှာကား100လောက်ဟိုဝယ်ပြီးတော့ဗောလေသူစုတာသူပြလိုက်မှာပြကားတွေချိတ်ထားတယ်တဲ့ဒီဆရာနဲ့တွေ့ကြည့်နေဆိုသူရန်ကုန်တကူတကဗမာပြည်လာရင်းနဲ့ဘူဂျုံစည်းကနေမှကျွန်တော်တွေ့ရ ဟော ကျွန်တော်တွေ့ပြီးတော့ကျွန်တော်အိမ်ကိုရောက်လာ ဟော ဦးစိတ်ကြီးကလည်းဖြူဖွေးနေအရှိကြီးနဲ့နောက်တော့အဲ့ဒီဓာတ်ပုံလေးကျွန်တော်ပြတယ်အခုတော့ကျွန်တော်ဘယ်ကြောင်မှညက်နေလဲ ဟုတ်ကဲ့ဟုတ်ကဲ့ နှာခမ်းမွေးရလဲဟိုနည်းနဲ့ဒါတွေကလည်းအဖြူနဲ့ခေါင်းကလည်းဖြူဖွေးနေတာ ဟော သူကအမြဲတမ်းသူ့ပခုံးပေါ်မှာကြက်တူရေးလေးတွေသူကတင်တာ ဟုတ်လား ကြက်တူရေးတွေကနှစ်ကောင်တွေကတင်အဲ့ဒါလေးသူရိုက်ထားတာကျွန်တော်ဟီလာတဲ့ခါကျတော့သူကဒီနည်းနဲ့အခုဆိုပေါင်မို့ကားအနေနဲ့အကြီးလေးပေါ့ဆရာအဲ့ကားလေးသူအိမ်ရှိရောက်လာတယ်အဲ့မှာဘာသာပြန်တယောက်လည်းပါလာတယ်ဘာသာပြန်ကဒီဝိနာမီယာတွေကမင်းမရှာလို့ဘာလို့သူကဗပုတွေရောင်းနေဆိုင်တာ ဟော သူနဲ့လာတယ်ကျွန်တော်ရင်ရှာပြီးတော့လာတယ်ဒီပကြီးကားတွေဆွဲထုတ်သူကြိုက်တာကားတွေက50ကားမကောက်ဘူးကျွန်တော်ပေါင်းစင်းရင်ပေါင်းလိုက်တော့1000ကျော်ဒါဟိုကဈေးလေးနဲ့နော်1000ကျော်သူကျွန်တော်ကားတွေရမ်းကြိုက်တယ်သူမှပတ်စံအဲ့လုံလောက်သူပါမပါတော့သူကစိတ်မကောင်းသူပြန်သွားတယ်ဘိုးကျိုးသေးတာနဲ့ပဲကား9ကားသူအပ်သွားတယ်အဲ့သွားတော့ကျွန်တော်သူပြန်မဲ့နေ့ရဲ့အလူကြတော့ဘူဂျိုရီကလူတဲ့သူလာတဲပြီးတော့ထုတ်ပေးလိုက်တယ်သဘောတော့သူတို့ကတော့ရမှာပေါ့လေကျွန်တော်တကားကို18,000နဲ့ကျွန်တော်လုပ်ပေးလိုက်တယ်အဲ့တော့ဘယ်ဆိုင်ဒီဘယ်နှစ်ပီဒါစိုက်လေးဟုတ်ကဲ့ဘုရားဈေးကတစ်မျိုးကိုအခုဈေးကြတော့သင်္ကန်းနဲ့ဖြစ်နေပြီလေသဘောတော့အဲ့ကျွန်တော်ထားလိုက်ပါအော်နိုင်ငံကတော့မှကိုရှိအိမ်တော်မှရောက်အောင်လာတယ်ဒီဆရာကြီးလေးစားဖို့ကောင်းတယ်ပေါ့သူကလည်းညွှန်ကြားမှုထုတ်ပဲဒီဆရာကြီးကကိုလံပြတတ်ပါ ဟုတ်ကဲ့ဟုတ်ကဲ့ သူเจ้าလေးနဲ့တော့သူကျွန်တော်သူချီကျူးထားတာလေးတွေသူပြတိုင်းမှာထားတာလေးတွေသူရိုက်လာလို့ပြီးတယ်ကျွန်တော်လည်းအခုကအိမ်ကဟိုရွှေ့ဒီရွှေ့နဲ့တောင်းရွှေ့နဲ့ဘေးကြောင်ညက်နေတယ်တော့ဒီကျွန်တော်မရှာလေးဒါကုအိမ်ပွားလည်းမြင်တဲ့အတိုင်း ဟုတ်တယ်နော်အဲ့တော့ဆိုတော့ဒီနေ့တော့အဲ့ဒါလေးထွက်လာရင်ကျွန်တော်ရဖို့ထပ်ပြီးတော့ ဟုတ်ကဲ့ဟုတ်ကဲ့ ပြောမယ်လी ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့အဲ့ဒီဆရာကြီးကပြန်သွားစိတ်တော်မကောင်းကျွန်တော်မျိုးသမီးကိုလည်းသူလက်ဆောင်တွေဝဲလာတယ် ဟော ကျွန်တော်ကလည်းသူတို့လာလို့ရှိရင်ပကြီးဆေးတွေကမ်ပတ်စီသူတို့အလိမ့်လိုက်ဆိုဝဲလာတယ် ဟုတ်ကဲ့ပါဆရာ ဘိုးတို့ကဒီရန်ကုန်မှာတော့ဒီကျွန်တော် customer ကြီးတယောက်ရှိတယ်ဦးဝင်းဆိုတာသူအကြောင်းလေးကျွန်တော်လည်းထည့်ပြော ပြောပါဆရာပြော ဦးဝင်းကတော့ကျွန်တော်ရဲ့ဟိုပကြီးကားတွေဝဲလက်ပေါ့လေ ဟုတ်ကဲ့ ဆရာတဲ့ကျွန်တော်ဆရာကားတွေကိုကျွန်တော်ရှိရောက်လာဘလူးကခေါ်လာသိမ့်မြင့်သိမ့်ခေါ်လာ ဟော ဘူးဆုံးတော့တမချင်းပဲ ဟုတ်ကဲ့ဟုတ်ကဲ့ သိမ့်မြင့်ဟာအကိုရေးတယ်ဒီမှာအကိုအရာတွေ့ကြည့်နေတာတဲ့အန်ကဦးဝင်းဆိုတာတဲ့သူကလည်းကျွန်တော်ပကြီးကားတွေဝယ်တယ်ပေါ့အခုအဲ့ဒါကိုနဲ့အဲ့ဒါတွေ့ကြည့်လို့ဆိုသူကပကြီးကားတွေအချင်းလို့သူကပကြီးကားတွေသူလာတဲ့အချိန်လုံးကတော့ကျွန်တော်မြောက်ကလာမှနေတယ်မြောက်ကလာကျွန်တော်ဆယ်ဘီပတ်လေလေးဆိုအရင်သေးသေးပေါ့ဆရာတဲတာတာလေးပေါ့အဲ့လိုကျွန်တော်ဘဝမှာနေတယ်သူကနောက်ကျွန်တော်ရှိကိုတစ်ပတ်ကို3ရက်လောက်တော့မစီရီလေးနဲ့သူ့မစီရီကမျိုးရောင်အနဲ့ရောင်အဖြူရောင်လူဒီကား3ကြီးကိုလဲလဲနေလာသူလာရင်အတန်လေးညက်ပြီးဝင်လာဟာအဲ့ဦးဝင်လာပြီးနဲ့တူတယ်ဆိုတော့ဖြာလေးပါလေရပါလေဆရာတဲ့ဟာတော့ကျွန်တော်အရင်ဖြစ်တွေ့တဲ့ကားလေးဆရာဒီကားလေးကျွန်တော်ယူသွားမယ်ဆရာဘယ်လောက်ပြရမလဲအဲ့က2သိန်းပဲပေးပါ5သိန်းပဲပေးပါတပြားမှမရှိဘူးယူသွားတယ်နောက် तू ကကျွန်တော်ဒီတစ်ပတ်ကို3ရက်လာတဲ့အချိန်မှာသူ့ကိုပေးနိုင်ဖို့ကားတွေကျွန်တော်မရှိဘူးမရှိကကားတွေကခုနကတော့ဘိုးချိုသေးပဲ run လှည့်နေတော့ဒီကားကောင်းနေကိုစူလောင်းဖို့ကားတွေရေးနေမရဘူးဘိုးချိုသေးကလည်းဝင်ဘလောက်ကောင်းလဲဆိုတာတရက်ကိုမနေ့10နာရီ17နာရီလောက်ကျွန်တော်ဘိုးချိုသေးရောက်လို့ရေး3နာရီလောက်ဆို2သိန်း9သောင်း2သိန်း9ဘယ်ပကြီးပြား2သိန်း9သောင်းတရက်ထဲနဲ့မရနိုင်ဘူးအမရေးနေဘိုးချိုသေးတန်းရေးနေပကြီးဆရာတွေကလေတို့တယောက်မှတရက်ရေးမှ9000လို့ရတာကျွန်တော်2သိန်း9သောင်းပိုက်သွားတော့ဟာဆရာရဲ့လက်ဆရာလိုလက်မျိုးကျွန်တော်လိုချင်ကြိုးစားပေါ့လို့ဒါကျွန်
ကျင်းတတ်တယ်ပျော်တယ်အဲ့တော့ကလည်းဟိုသိန်းလုံးလည်းဒီတော့ကြီးသိန်းကတော့တောင်းရတယ်ကျွန်တော်ပတ်သက်စုမိတယ်သိန်းကတော့ပေါ်ကြောင်းမသုံးပြီးလေလည်းဘာဖြစ်လဲဒါမှကျွန်တော်မသုံးကြရှိရအောင်နော်အဲ့လိုရေးနဲ့ဘူဒိုရေးရနောက်ဆုံးကျွန်တော်ဆရာခဏနားပါဦးသူဝေမလိုက်နိုင်ဘူးကျွန်တော်ဘုံချုပ်စည်းနဲ့ပတ်သက်လို့ကဟုတ်နော်ဆရာရဲ့စိတ်ဝင်စားတော့ဆရာအနုပညာလမ်းကြောင်းလေးတစ်ခုပြောပါအောင်ဆရာ ဘူဒိုရေးဆိုတာတော့ကျွန်တော်တို့ဒီအများသူကလူပေါင်းစုံရောက်တဲ့စီနိုင်ငံတကာပေါင်းစုံကလာတဲ့လူတွေဟဲ့လားသူတို့တွေကအနုပညာမြန်လို့တဲ့လူကအနုပညာကိုသူတို့တန်တဲ့ line တွေသူဝေကြတယ်လေကျွန်တော်ရေးတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ဘူဒိုရေးစရေးတော့ impression စဖောက်တာဩဘူဒိုရေးမစဖောက်ဘူးကျွန်တော်ဟိုဥယျာဉ်ကဘုတော့ဆုံးသွားပါပြီကျွန်တော်မသိဘူးသူရှိမှကျွန်တော်ဟိုကဗကြီးကားကြီးတစ်ခါမှ900ပဲရဩဝေ900ဟုတ်လားအဲ့ချိန်တော့ဒီကျွန်တော်တငယ်ချင်းကြီးကိုမင်းကြီးတို့ကိုရွှေတောင်းတို့ရေးတာမှ400 300ပဲရတယ်ကျွန်တော်900ရတယ်900ကျွန်တော် impression ကိုသူရောင်းကောင်းလာတဲ့ခါကျတော့ကျွန်တော်ဖြည်းဖြည်းရေးကိုကျွန်တော်တက်သွားရနေပြီးတော့ကျွန်တော်နောက်ဆုံးကိုဘယ်လိုဘာကြောင့်ရေးတာလဲလို့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်မိသားစု9ယောက်ဒီနေ့တစ်နေ့တာကျွန်တော်ကပတ်စံရလို့ရှိရင်ကျွန်တော်ပကြီးကားကြီးအပ်တဲ့ဆိုင်ကြီးကတစ်ဆိုင်မှာ9ယောက်ပဲထားဒီ9ယောက်ကမိသားစုစားဝင်တွေကိုကျွန်တော်ကနေပြီးတော့သူတို့ဖန်တီးပေးလို့ကျွန်တော်ကြိုးပြုတ်ပေးလို့ကျွန်တော်ဖြစ်တယ်ကျွန်တော်ကုသိုလ်ရတယ်နော်ကုသိုလ်စိတ်ကလေးကိုကျွန်တော်တည်ပြီးတော့ကျွန်တော်လုပ်နေတာလုံရင်းလို့လည်းကိုပကြီးရေးဖြစ်တယ်ဘူဂျိုလေးကဟုတ်ကဲ့နော်စေပစ္စည်းဖော်ဒီကိုသုံးလို့ရတယ်ဟုတ်ကဲ့ဟုတ်လားနောက်ပြီးတော့လက်ရည်အမျိုးမျိုးကိုဖန်တီးလို့ရတယ်လက်တက်တယ်ပေါ့ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုရှင်ဟုတ်ကဲ့အဲ့ရွယ်ချက်ကလေးနဲ့ကျွန်တော်ရေးတာရေးနဲ့ကျွန်တော်အခုဖြားလိုက်တာဆိုလို့ရှိရင်ကျွန်တော်6နှစ်9နှစ်လောက်ပဲရှိဟုတ်ကဲ့ဟုတ်ကဲ့လုံးဝဖြတ်ချလိုက်တာမျိုးငါရှိဘူဂျိုကြီးအလုပ်အဲ့နဲ့တော့ငါမရေးတော့ဘူးငါလည်းတက်ကြီးပြီဟုတ်ကဲ့အဲ့မရေးနိုင်တော့ဘူးဆိုကျွန်တော်ဖြတ်ချလိုက်တာဟုတ်ကဲ့ဖြတ်ချလိုက်တဲ့အခါသူတို့တွေကဘယ်လိုပြောမလဲရောင်းရတဲ့ဆရာကြီးရဲ့ကားတွေတို့ရော့သွားတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့ကျွန်တော်ဘာအချက်နဲ့မင်းတို့ပကြီးကားရမ်းမယောင်းစားနဲ့ငါမရေးတော့ဘူးမင်းပကြီးကားဈေးတက်ပြီပကြီးကားဈေးတက်တော့ဈေးရမှမင်းတို့ရောက်မင်းတို့ဈေးရရင်ငါဝင်းတာဟုတ်ကဲ့ဟုတ်နောက်ထပ်ငါကြီးလည်းအားငါမင်းတို့ဈေးနဲ့ငါမဈေးနိုင်တော့ဘူးဟုတ်ကဲ့မင်းတို့အောက်ဈေးနိုင်နေရတော့အဲ့လိုဖြတ်ချလိုက်ဟုတ်ကဲ့အဲ့တော့မှကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ဟိုငကိုတွေကလည်းကိုမိတ်တွေရှိပါတယ်ကျွန်တော်လိုက်ခွဲထားတယ်ဘူဂျိုသေးရေးတဲ့ကားတွေ sketch တွေ study လုပ်တဲ့ကားတွေဒီလိုပဲပြောထားတယ်ဟိုကိုပိုင်ရေးတဲ့ကားတွေ masterpiece တေချာကောင်းအောင်ရေးတဲ့ကားတွေဒီနေ့ကျတော့ကျွန်တော်စူးစမ်းတဲ့လက်တွေနဲ့ကျွန်တော်အောင်မြင်မှုတွေ masterpiece အဆင့်အောင်မဟုတ်တော့ဘူးပြီးတဲ့ကောင်းတဲ့ပိုကောင်းတဲ့လက်ရတယ်ပေါ့ဒီလိုမျိုးထိကျွန်တော်စူးစမ်းဒီနေ့အဲ့ဒါကြီးအောင်မြင်နေကြတော့ရင်ဟုတ်ကဲ့ဟောကျွန်တော်ဒီနေ့ဟိုကားတဲ့ရေးပြီးတော့တလားနှစ်လားထိုင်စားလို့ရဟုတ်ကဲ့ဘောပလပတ်ဟုတ်ကဲ့ပါနော်ဟုတ်ကဲ့တော့အရင်ကတော့ငွေကြီးနေပေါ့လေငွေကြီးကိုကူမာလာတို့ဘာလို့ဟိုနာမည်လေးတက်ပြောမယ်ဆရာဒီလောက်လက်ရတယ်ကောင်းတယ်ဆရာကားတွေတော်တော်ကောင်းတယ်ဆရာဘာလို့ဘူဂျိုသေးမှာဒီနဲ့ရေးလဲတဲ့ဟုတ်ကဲ့ဟာခင်ဗျားတို့မသိပါဘူးညာကျွန်တော်ရေးတယ်ကျွန်တော်ရည်ရွယ်ချက်ကကျွန်တော်လက်လေးချင်နေကိုထမင်းစားဖို့လည်းရှာလက်လေးချင်သူများတွေလည်းကိုလုတ်သေးဖို့ပြုနှစ်ပဲရတယ်ကိုယ့်တက်ကိုသူ့တက်ကိုရတယ်ကျွန်တော်လိုကုလူစိတ်နဲ့ဝေးပြီးတော့ကျွန်တော်ရေးပြီးတော့ကိုယ့်ရဲ့လက်ကနှစ်တင်ပြီးစူးစမ်းနေတာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအချိန်လုံးကတည်းကကျွန်တော်ရှိကိုခုနကတော့ဦးဝင်းဆိုတဲ့ဆရာကြီးအရင်တော့ဟို trader မှာဆရာဟုတ်ကဲ့ဥက္ကဋ္ဌကြီးဟုတ်ကဲ့အဲ့ဦးဝင်းကကျွန်တော်ကားတွေပြီးဝဲတာဆရာနဲ့အတွေ့နောက်ကြသွားတယ်ဆိုတော့ကျွန်တော်ဆရာနဲ့တွေ့ရင်ဘူးလို့ကျွန်တော်ကားကြီးတွေရတယ်အဲ့သူတေကန်လေးမှာပေါ့လေဒီဘောညီကုန်းချုပ်ခံနေမှာတော့ကားကြီးကျွန်တော်3-4ကသူတို့ချင်းကဘယ်လိုလုပ်စိတ်ကန်းလို့ပေါ့လို့ခဲ့ကျွန်တော်ချောင်းလေကျွန်တော်ချောင်းဘက်ကဟိုကျွန်တော်တို့အဆောက်အဦတွေစေးတွေ
ကျွန်တော်အောက်တော့သွားရေးတာ ဟုတ်ကဲ့ဟုတ်ကဲ့ နောက်ဦးနဲ့ဆရာဒီကားကြီးကောင်းလိုက်လားအဲလုံးကလည်းဆရာဒီကားကမှ9သိန်း6သိန်းလောက်ပဲကျွန်တော်ယူတာပါ ဟုတ်ကဲ့ အခုတော့မကတော့ဘူးပေါ့ဆရာ ဟုတ်ကဲ့ ဒါပေမဲ့ဒီ idea တွေကျွန်တော်ခေါင်းထဲမှာအကုန်ရှိနေတာ ဟုတ်ကဲ့ တွင်းထားပြီးသား ဟုတ်ကဲ့ဟုတ်ကဲ့ ဓာတ်ပုံလေးကျွန်တော်ရိုက်ထားပြီးသား อืม အဲကျွန်တော်ကဟိုရင်းတာပေါ့ဆရာဓာတ်ပုံတွေဘာလို့ဆက်ပြပြီးသွားတာလားဒီကအောက်ထိုးတွေပဲထွက်တာစဒီရင်းနှီးတယ်ကျွန်တော်အများကြီးရတယ်ဒီနေ့ဆိုဘလို့ဘယ်နေရာရေးမလဲခြုံတော့လဲသွားရေးမှဆရာဗာတိကျင်တယ်ကျွန်တော်ချက်ချင်းရေးပြလိုက်လို့ရတယ်နေရာနှစ်အောက်ထိုးတွေလည်းပေါ်ထွက်တယ်တော့ပြတာပါကြောက် ဆရာရဲ့ထူးခြားချက်ကိုကျွန်တော်သတိထားနေတာရှိတယ် ဟုတ်ကဲ့ အဲ့ဒါဘာလို့ဆရာကမြင်ကွင်းတစ်ခုကိုတစ်ခါတော့မြင်သွားပြီဆိုရင်ဆရာအာယုံထဲမှာအများနဲ့ပေါ်သွားတယ်ဒါကိုဓာတ်ပုံရိုက်လိုက်တယ်လို့ဆရာအာယုံထဲမှာဆွဲနေတယ်အဲ့ဒါကိုဆရာကိုမြင်တဲ့ကိုမကြည့်ဘဲနဲ့ပြန်ရေးလို့ရတယ်ဆိုတော့ဒါကတော့ဆရာရဲ့ထူးခြားချက်ပဲပါရမီတစ်ခုပဲအဲ့ဒါလုံဆန်းမောင်ဆရာရဲ့အဲ့ဒါလေးရှင်းပြတော့ အဲ့တော့ဆရာသဘာဝကြီးမှာဒီအောက်လိုင်းပေါ့ drawing အချိန်ကအောက်လိုင်းကိုမြင်နေတာဟုတ်မှတ်လိုက်တာအဲ့မှတ်ညာမှာခုနကတုံးကာလာ texture workmanship တွေခုမှငကိုတွေကရှိပြီးသားငကိုတွေကဒီနေ့ထိရတာ study ရေးလာတဲ့အောက်တိုးပေါင်းလည်းမနေတော့ဘူးဒါတွေကလည်းအမြင်ကြီးတွေ့ကြုံပြီးစုပ်ချက်လုပ်ငန်းတွေဆိုခုမှအများအားဒီတိုင်းရေးတော့စုပ်ချက်တွေဘလို့နဲ့လည်းရတယ်အတုံးနဲ့လည်းရေးလို့ရတယ်ဟိုအချုံနဲ့လည်းရေးလို့ရတယ်ဟာလားဆရာအပြားနဲ့အလုံးနဲ့အကုန်ရေးလို့ရတယ်ဟုတ်ဒါလည်း workmanship တွေပေါ့ဒီလုပ်ငန်းလုပ်ချက်တွေကခုမှသိပြီးသားအဲ့ဒါဒီကြောင့်မို့လို့လဲခုနကတော့ drawing လေးတာမြင်ရတယ်ပြော ဟုတ်ကဲ့တကယ်ဒါတီးပေါ့နော် အဲ့ဒါ key ပေါ့ ဒါကကျွန်တော်ဆရာ request လုပ်တာပြောရင်လည်းပြောလို့ရတယ်မပြောလည်းရပါတယ်ဒီစကလုံးက ဟုတ် ဆရာဖြစ်ဟုတ်နော်ငယ်တဲ့နောင်မျိုးဆက်တစ်တွေဆရာရဲ့ idea တစ်ခုခုပေါ့နော်ဆရာလူကြီးလည်းဖြစ်လာပြီလေ ဟုတ်ကဲ့ ဒီကာလပညာမျှဝေရမယ့်ကာလလည်းဖြစ်သွားတယ် ဟုတ်ကဲ့ ဆရာအရေးကြီးတဲ့အချက်တစ်ချက်ကိုဘာမှန်းပြောချင်တယ်လဲ ရေးကြည့်တဲ့အချက်ကတော့ဆရာများများလေးလာများများရေးများများမြင်များများတွေးဒါတွေကတော့တကယ်အရေးကြီးတဲ့ချက်တော့လက်တွေ့ရေးမပြင်းနဲ့ဒီစပြင်းဖို့ကိုဒီကစုပ်နဲ့ခဲနဲ့ဆေးနဲ့စက်ပုံနဲ့တွေ့ရင်ကြော်တာပဲအကျဉ်းကျွန်တော်ပြောမှုဒါပဲဆရာဗာတိကျင်တာကျွန်တော်စိတ်ထဲမှာခုနကတော့ပထမပိုင်းကပြောပြီးသလိုပေါ့အချက်လက်တွေဟာ drawing တုံးကာလာတက်ဒါတွေကတော့အကုန်လုံးမနေမိတာပဲကျွန်တော်ကဆရာတကယ်ဥပ္ပစ္စေတကယ်ကိုသင်ခဲ့ရဆရာဆရာကြီးဦးသိန်းနော်ဆရာကြီးကိုလည်းဦးသိန်းရမှာမဟုတ်ဘူးဆရာဦးသိန်းနောက်ပြီးတော့ဒီကျွန်တော်ဟင်္ဒရာဆရာဦးကြီးစိန်ဆရာဦးကြီးစိန်ဆိုဆရာဦးအညာတပည့်ချင်းငယ်တော့ဆရာဦးသိန်းကဆိုလို့ရှိရင်ဆရာဦးကညာတပည့်ချင်းနောက်ဆရာဦးကြီးစိန်နောက်ပြီးတော့ဆရာဦးသိန်းရောနောက်ပြီးတော့သူဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တကယ်ဆရာရင်းထပ်တဲ့ကျွန်တော်ဆရာကြီးကတူစားလို့သင်ရတယ်ဆရာကျန်တဲ့ဆရာကြီးကတော့ကြားဆရာမင်းဆရာအားလုံးတော့ကိုကလွယ်ကိုဆရာကြီးလိုပဲပုံပေါ်တာကိုမြတ်တာဆရာကြီးလိုပဲပုံတာလူသားဆရာတော်ကြပါ နောက်တစ်ချက်ကဆရာဒီကနေ့အထိပညာယူနေတုံးမှာလို့မကြခဏပြောတာကြား ဟု ဘူး တ်ကဲ့ အဲ့ဒါလေးလည်းလုပ်ပါအောင် အဲ့ဒါတော့ဆရာကုန်နေမှာမဟုတ်ဘူးဒီပညာတော့မကုန်ဘူးရှိဟိုတူသားလေးရှားပြီးတွေ့ရှိတယ်ဟောလူတော့ပြောကြည့်တာဒီတော့လေကိုရောက်နေတဲ့အနေထားနဲ့မချင်တတ်ကြပါနဲ့ဒီတဲ့ဆက်ပြီးတော့အချိန်ပေးပြီးကြိုးစားပါနော်ကြိုးစားပါကြိုးစားနိုင်ကြပါစေလို့လေကျွန်တော်မေတ္တာပို့ ကျေးဇူးတင်ပါတယ်ဆရာနော် ဟုတ်ကဲ့ပါ ခုလိုကျေတော်ဝင်ပြောပြတာဆရာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကြတော့လဲကျွန်တော်တက်တဲ့ပညာလေးတွေနဲ့ဆရာကိုကာရဝပြပါပါနော် ဟုတ်ကဲ့ပါကျမ်းမှာချမ်းသာပါစေဗျာဒီသားလေးလူပညာလောကသားတွေတို့တအောင်မြင်ကြပါလေဒီဝါချမ်းသာ ကျေးဇူးတင်ပါ